တခါတည်းကျရင်လေဘွားမှာတနေရာထဲမှာပဲရက်နေသလိုရှေ့ဆက်ဖို့လဲလမ်းမမြဲနောက်ပြန်ဆုပ်ဖို့လဲအားမရှိနေပိတ်မိနေသလိုမျိုးခံစားရတာတော်တော်လေးကိုစိတ်ညစ်ဖို့ကောင်းပါတယ်နော်ဒါပေမဲ့လေအဲ့ဒီလိုနောက်ပြန်ဆွဲထားတဲ့ခံစားချက်တွေနေဘလို့ယုံထွက်ပြီးတကယ်တိုးတက်မှုကိုဖန်တီးရမလဲဆိုတော့ကိုအခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကိုနားလည်သွားပြီဆိုရင်ရှင်းရှင်းလင်းလင်းတီးသွားစေရမှာပါကဲတူကြည့်လိုက်ကြအောင် ဒါဆိုရင်လေကျွန်တော်တို့ကိုရှေ့မတိုးနိုင်အောင်အဓိကချုပ်ကင်ထားတဲ့တရားခန့်စိတ်ခံစားမှုကြီးနှစ်ခုကဘယ်သူတွေဖြစ်မလဲဗျဒီမေခွန်းရဲ့အထေကပဲကျွန်တော်တို့ကြုံနေရတဲ့ပြဿနာရဲ့အရင်မြစ်ကိုတိုက်ရိုက်ညွှန်းပြနေတာကွာ ဟုတ်ပါတယ်အဖြေကတော့ရှင်းရှင်းလေးပါပဲတစ်ခုကအတိတ်ကိုတွေးပြီးနှောင်းတရနေတာနောက်တစ်ခုကတော့မရောက်သေးတဲ့အနာဂတ်ကိုတွေးပြီးစိုးရိမ်ပူပန်နေတာပါတစ်ခုကပြီးသွားခဲ့ပြီဖြစ်တဲ့အတိတ်မှာကျွန်တော်တို့ကိုချီနှောင်ထားပြီးနောက်တစ်ခုကတော့မတိချမရေရတဲ့အနာဂတ်စီကိုဆွဲခေါ်နေတာပေါ့ ကဲဒီစိတ်ခံစားမှုနှစ်ခုကကျွန်တော်တို့ရဲ့စိတ်ကိုဘယ်လိုမျိုးအလုပ်လုပ်စေပြီးတနေရာထဲမှာပိတ်မိနေအောင်လုပ်နေတယ်လဲဆိုတာကိုနည်းနည်းလေးပို့ပြီးနည်းနည်းဆန်းစစ်ကြည့်ကြရအောင်အဓိကအကြောင်းရင်းကကျွန်တော်တို့စိတ်ရဲ့တဘာဝအတိုင်းရှုပ်သွားနေတတ်တဲ့ပုံစံကြောင့်ပါပဲ ဒီအချောင်းကိုရှင်းရှင်းလင်းလင်းမြင်သွားအောင်အားလုံးနဲ့ရင်းနှီးပြီးသားဥမာလေးတစ်ခုချိကြအောင်လေမနေ့ခင်တစ်ခုမှအေးရထားနောက်ကျသွားတဲ့အခြေအနေလေးတစ်ခုကိုဗျာ အရာနိုးလာပြီးနောက်ကျနေပြီဆိုတာတီးလိုက်တာနဲ့တပြိုင်နက်စိတ်ကအရင်ဆုံးဘဲကိုပြေးသွားလဲဆိုတော့ဟုတ်ပါတယ်အတိတ်ကိုပါပဲဟာညကနိုးစက်ကိုသာသေချာပေးဟဲ့ရင်ဆိုပြီးပြန်ပြင်းလို့မရတော့တဲ့အတိတ်ကအမားတစ်ခုအတွက်နောင်တရနေမိတော့တာပါပဲ အတိတ်အတွက်နှောင်းတရပြီးတာနဲ့စိတ်ကအဲ့ဒီမှာရပ်မနေပါဘူးဗျာချက်ချင်းဆိုသလိုပဲအနာဂတ်စီကိုဒိုင်းခနဲ့ခုန်ကူးသွားပြန်ရောတေးချပြီးအလုတ်တော့နောက်ကျပြီးထလေးဆူတာခံရတော့မယ်ဆိုပြီးမဖြစ်လာသေးတဲ့အနာဂတ်အတွက်ကြိုးတင်ပြီးစိုးရင်ပူပန်မှုတွေဝင်လာမှာတော့တဲ့ ဒီလိုနဲ့စိတ်ကအတိတ်နဲ့အနာဂတ်ကြားမှာလွန်ဆွမ်းနေရင်လည်းကျွန်တော်တို့တကယ်တမ်းပျောက်ဆုံးသွားပြီးလစ်လူရှုမိနေတာကအရေးကြီးဆုံးတန်ဖိုးရှိဆုံးဖြစ်တဲ့အရာတစ်ခုပါပဲ အဲ့ဒါကဘာလဲဆိုတော့ပစ္စုပန်တဲ့အခုဆိုတဲ့အချိန်ပါပဲဘာလို့လဲဆိုတော့အရာအလုံးတကယ်တမ်းဖြစ်ပက်နေတယ်ကျွန်တော်တို့တကယ်ထိန်းချုပ်လို့ရတဲ့တခုတည်းသောအချိန်ဟာပစ္စုပန်ဖြစ်နေလို့ပါပဲဒီတော့ဒီပစ္စုပန်ရဲ့စွမ်းအားကြောင့်ကိုဆက်ပြီးလေ့လာကြည့်ကြရအောင် ဒီအချက်ကိုပို့ပြီးခိုင်မာသွားစေတဲ့အရန်ကောင်းတဲ့စကားတစ်ခုရှိပါတယ်။အဲ့ဒါကတော့ပစ္စုပန်အချိန်ဟာကျွန်တော်တို့ပိုင်ဆိုင်သမျှအရာအလုံးပဲဆိုတာကိုလေးလေးနဲ့သဘောပေါက်ထားပါ။ဒါကြောင့်အခုဆိုတဲ့အချိန်ကိုကိုဘွားရဲ့အဓိကချက်တဲ့အာယုံဆက်ရနဲ့ fit ပြောင်းလဲပြဖို့လိုပါတယ်။ဒီ slide မှာပြထားတဲ့အချိန်ရဲ့အသေးပဲဖွင့်ဆိုးချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဗျာ။ဒီလိုလေးတွေးကြည့်ပါလား။အတိတ်ဆိုတာပြီးခဲ့တဲ့ပစ္စုပန်အခိုက်အတန့်လေးတွေရဲ့မှတ်တမ်းတစ်ခုပါပဲ။အနာဂတ်ဆိုတာကလည်းရောက်လာဦးမဲ့ပစ္စုပန်အခိုက်အတန့်လေးတွေရဲ့စူးကြီးမှုတစ်ခုပေါ့ဒါကြောင့်အရာအားလုံးရဲ့အခြေခံအုတ်မြစ်တကယ်အရှိတရားဟာအခုဆိုတဲ့ပစ္စုပန်ပါပဲ ကောင်းပါပြီ theory ရောတီးပြီးဒါကိုလက်တွေ့ပေါ်မှာဘလို့အသုံးချပြီးအတိတ်ပဲရှိတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်မလဲယခုတွင်နေထိုင်ခြင်းဆိုတဲ့လက်တွေ့ကျင့်သုံးရမယ့်အပိုင်းကိုဆက်ကြည့်လိုက်ကြရအောင် ကဲနောက်ထပ်လက်တွေ့ကြတဲ့ဥမာတစ်ခုနဲ့ဆက်ကြည့်အောင်ဗျာကိုမ14ရက်အတွင်းအပြီးတက်ပေးရမယ်သူတေသနာစာတန်းတစ်ဆောင်ရှိတယ်လို့ပဲခဏလောက်စိတ်ကူးကြည့်လိုက်ပါ ဒီအခြေအနေမှာအများစုကျူးလွန်မိတတ်တဲ့အကျိုးမရှိတဲ့အရာတွေကဘာတွေလဲဆိုတော့တစ်ခုကအရင်ကအချိန်ဖြုံးခဲ့မိတာတွေကိုပြန်တွေးပြီးနောင်တအရာနေတာနောက်တစ်ခုကကြတော့ရှေ့မှာလောက်ရမယ့်လှုပ်တောင်ပုံရပုံကြီးကိုကြည့်ပြီးစိတ်သက်ကြကစိုးရင်ပူပန်နေတာပါပဲအရေးကြီးဆုံးအချက်ကတော့လေဒီလိုခံစားနေုံနဲ့တော့စာတန်းကတမျက်နာတော့ပြီးသွားမှာမဟုတ်ပါဘူးဒါဆိုရင်တိုးတက်မှုစီကိုတွားနိုင်တဲ့တခုတည်းသောလမ်းကြောင်းကပါလေအရင်ရှင်းပါတယ်အတိတ်အတွက်နောင်တရတာတွေအနာဂတ်အတွက်စိုးရင်တာတွေခဏရက်ပြီးပစ္စုပန်တေးတဲ့ကိုအာယုံဆိုင်ကအခုချက်ချင်းစလုပ်လိုက်ဖို့ပါပဲအဲ့ဒါတခုတည်းကဒါတကယ်တိုးတက်မှုကိုဖန်တီးပေးနိုင်မှာပါ ကဲဒါဆိုရင်ဒီတင်ဆက်မှုတစ်ခုလုံးရဲ့အနစ်ချုပ်အဓိကမှတ်သားရမယ့်အချက်ကိုရောက်လာပါပြီတကယ်တော့အရန်ရိုးရှင်းပါပဲကိုယ့်ရဲ့အာယုံဆိုင်မှုကိုဘယ်အချင်းကာလပေါ်မှာထားတယ်လဲဆိုတာကကိုယ့်ရဲ့စိတ်ခံစားမှုချင်းတွေကိုတိုက်ရိုက်ဖုံပေးနေတာပါပဲဒီ slide ကအရာအာယုံကိုရှင်းရှင်းလင်းလင်းချပြနေပါတယ်ကြည့်ပါဦးကိုယ့်ရဲ့အာယုံကအတိတ်မှာဆိုရင်နောင်တကိုခံစားရမယ်အနာဂတ်ကိုရောက်နေရင်စိုးရင်ပူပန်မှုတွေဖြစ်လာမယ်ဒါပေမဲ့အာယုံဆိုင်မှုကိုပြစ္ဆုတ်ပန်တဲ့အခုဆိုရင်အချိန်ပေါ်မှာပဲထားနိုင်ပြီဆိုရင်တော့ရလက်ကတိုးတက်မှုပါပဲအခါထုတ်လိုက်ရဲ့ဒီစကားကတော့အဆုံးသက်အနေနဲ့တကယ်ကိုအကောင်းဆုံးပါပဲသူကဘာပြောလဲဆိုတော့အတေးနဲ့အနာဂတ်ဆိုတဲ့အချိန်ပေါ်မှာတင်ပို့ပြီးအာယုံဆိုင်လေဒီလောကမှာတကယ်တန်ဖို့အရှိဆုံးရတဲ့အခုဆိုတဲ့အချိန်ကိုပို့ပြီးလက်လွတ်ဆုံးရှုံးလေးပါပဲတဲ့တကယ်ကိုမတားစရာကောင်းတဲ့စကားပါပဲဗျာ
ဒီတင်ဆက်မှုကိုအဆုံးအထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဒီကြောင်းရကိုနားထောင်ပြီးတော့ကိုယ့်အတွက်အသုံးဝင်မဲ့ပဲချက်ကိုအများလုံးသဘောကျမိတယ်လေဒီနေ့ကစပြီးချက်ချင်းလက်တွေ့ကျင့်သုံးကြည့်မယ်လို့ဆုံးဖြတ်လိုက်တဲ့အချက်လေးကဘာဖြစ်မလဲဆိုတာကိုအောက်က comment မှာဝင်ရောက်ဆွေးနွေးပြီးမျှဝေပေးခဲ့ကြပါအောင်အားလုံးရဲ့အတွေးအမြင်လေးတွေကိုဖတ်ကြည့်ချင်ပါတယ်နောက်ထပ်အကြောင်းအရာတွေမှာပြန်လည်ဆုံတွေ့ကြမယ်